တောင်ကြီးကခီးစဉ်ဒုတိယနေ့နေတယ်တောင်ကြီးကိုရှင်းရတာစီပြီးတော့သွားမယ်ကျွန်တော်တို့ကတော့ဒီနိုင်ထိုးတော့မယ်ဒီလိုက်စီကျွန်တော်ဆင်းရအောင်နော်ဒါကျွန်တော်ညာဒါတက်ဆင်းနေပါလေနောက်တော့ဒါစီထုံးတက်ကိုပါရှိရတယ်တော့တက်ရလည်းအဆင်ပြေတယ်ဆိုဘူရာနဲ့တဲနေရာတိတ်မှုရောဟုတ်လမ်းမလျှောက်တယ်လမ်းလျှောက်ပြီးတော့လေဘာကြည့်တော့မသိဘူးခဏရထားလက်လာခဏတဲမနေကြရအဆင်ပြေတော့ဘူရာနဲ့အနည်းဆုံးဒီနေ့ကညာရီစီရမယ်လို့ပြောတာဒီကနေပြီးတော့ဆင်းရတာချင်းတောင်းလေးညာလောက်မရောက်ဘူးဘူရာဒီရှေ့နာလေးမရှိဘူးဘူရာနေပြီးတော့ကျွန်တော်တဲမနေအောင်ဒီလမ်းတစ်ခွေလေးတွားလာတယ်ရောက်လမ်းတစ်ချိုးလေးပဲအဲ့တော့တော်တော်လေးနေရတော့ဘူရာနေပြီးတော့တော်တော်မစီးလို့လည်းရတယ်ပေါ့လမ်းလေးလျှောက်တယ်10မိနစ်လောက်လျှောက်လိုက်တော့ဘူရာရောက်လာတယ်9နိုင်ပေါ့9နိုင်အေး9နိုင်တော့ဆောလာတယ်ချင်တော့ဒီနိုင်အားရတော့ဆက်လို့ရရထားတယ်စီမရထားအောင်တော့ချိန်မဲ့ရထားတွဲချိန်အားကြောင့်မင်းဘူးလို့လာကြည့်ရတယ်ဆိုတော့ဟုတ်ကဲ့ညမကြိုက်ဟုတ်ကြာရအောင်ဆိုတော့အဲ့လိုလေရမာရောမျိုးကြော်နေဝဲကြော်ဒီတော့ရတယ်ဆက်လို့ပါဘာလဲကြော်စားတယ်ဟုတ်တယ်အမိုက်ဒီရတော့ဆိုရီယူတန်းပဲရှိတယ်ဒါဒီကြောင်ကြီးရကျွန်တော်စီးမဲ့အားနေပါ别把酒倒嘛。ဟုတ်တယ်တော့ခုဒီ၄ကုန်ယူတာလေ၄ကုန်ယူလို့ပါကြတယ်အိတ်ဒီလိုက်ပြအိတ်စင်တာတီကနေပြီးတော့တောင်ကြီးကိုသွားမယ်ယထာတော့ရိုးယထာပဲရှိရပါတော့လက်မှတ်ကတစ်စောင်12,000ပေးရတယ်ပြီးတော့ဒီနေ့ပြင်မှာလည်းဆောက်လုပ်ဆိုင်ကြီးအကုန်ပိတ်ထားတော့လေစပေးဆိုင်ကစား6နိုင်လောက်မှရမှာဆိုတော့ကျွန်တော်ရထားပေါ်မှာပဲဝယ်စားလိုက်တယ်သမင်းနဲ့ကြော်လေးရယ်တပွဲကို2000တုံးကြော်တော့မှာပိုက1500ပြရတယ်ဆောက်လုပ်တော်ကောင်းတယ်အဆင်ပြေတယ်ဒီတော့ပေါ်လာတော့ကျင်းအနာရီ10မိနစ်မှာစပြီးရထားစထွက်တယ်ရထားရဲ့ထွက်တဲ့အချိန်ကြီးအရင်တိကျတယ်လုံးဝ right တိုင်းနေပဲတခါနဲ့ပေါ့လို့ဆိုတော့အချိန်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကြည့်ကြတာတော့အဆင်ပြေပါမနိုင်ကြော်တော့ပဲရှိသေးတယ်တာတီကနေပြီးတော့တောင်ကြီးကိုစထပ်ပြီးအခုကပေါင်နေတော့ဘာမှမမြင်ရဘူးအဲ့မှာအရာဒီကတော့အေးလာတယ်နေကင်းပိုင်းတော့ဝယ်ပို့ပြီးတော့ညဘက်ကျတော့တော်အေးလာတယ်အခုမနက်ပိုင်းလည်းအေးရလေတိုးနေ
ကောင်းလေယထာအကုန်နေမှာအလုပ်လုပ်ဖို့ ဒါကြီးပေါင်းရပါ ဘောကနေပြီးတော့တာစီကိုထွက်လာတယ်တာစီမှာတ냐အိတ်တယ်ပြီးတော့တာစီကနေပြီးတော့မှကိုတောင်ကြီးကိုဒုတိယတရက်အနေနဲ့ဆက်ပြီးတော့သွားခဲ့ရတယ်မြင်ရတဲ့ရှူရင်းနဲ့ခံစားရတဲ့ຢာတီကလုံးဝကင်မရာနဲ့ရိုက်ပြလို့ကြားတဲ့အနေထားတော့တမျိုးတော့မဟုတ်ဘူးအရန်ဝင်လာရပြီးတော့အရန်ဝင်မှတ်တယ်ဒီလိုရှိမျိုးကတကယ်ကိုကျွန်တော်တို့ရထားနဲ့ခရီးသွားမှပဲနေရာတွေ့ရတဲ့ပုံစံမျိုးကကျွန်တော်လည်းခရီးရတော်များတော့သွားခဲ့ပြီလေဒါနဲ့ဒီလို feeling မျိုးအခုမှရတာအဲကြောင့်ခွင့်ရေးကြုံခဲ့သည်ရှိတော့ဒီရထားနဲ့ခရီးသွားဖို့လည်းကြိုးစားကြဖို့တိုက်တွန်းပါတယ်ဗျာချောင်းကြီးကိုဖြတ်ပြီးတော့ဒါနဲ့အလင်းအောင်သိမရသေးတော့မရအောင်နေထွက်လာမှာပဲဒီတက်ပို့ပြီးတော့နေရမယ်လို့ရှိတယ်။ဒါဝယ်တော့မယ်။နောက်ဝယ်လာတော့ဒီဘက်ကနေရတယ်။စထွက်တော့ရောင်ပြီးစပြူနေတယ်။အဲဒီချိန်တစ်ခုကြာကာလာကိုမြင်ရတဲ့နေရာတကယ်ကိုမိုက်တယ်။နေရာတဖြည်းဖြည်းနဲ့တော့ထွက်လာရောင်ကြီးလေးစပြီးမြင်ရတယ်။အဲ့လိုလာတဖြည်းဖြည်းနဲ့ပြန်ဝင်တော့မှာဒီနဲ့မိန်သွားတယ်ထုတ်လို့ပြန်နေရတော့ရှိတယ်။တာစီကနေပြီးတော့တောင်ကြီးကိုသွားရလမ်းကအမှောင်ဆုံးတွေ့ရဘူးကလိုင်းတက်ဘူးတော့။မှခဏသူတို့ရက်တယ်ရက်ပြီးတော့ဆက်ပြီးပြန်ထွက်တယ်။အဲ့တော့စားရလာပြီ။နေလည်းဆက်ထွက်လာပြီ။ဒါဒီကတော့ကိုမြင်ရတဲ့အတိုင်းပဲ။ဟိုလုံအောင်ထားမှတော်တော်အေးတာတိုက်တဲ့နေရာစိတ်နေတာကွာ။ဟိုအမြင်ပိုင်းနေဆက်သွားတာဆိုတော့အဲ့တော့ဒီတက်ကိုအေးဖို့ပဲရှိတယ်။အဲ့နေထွက်လာပြီ။လေးအောင်အဲ့လေးစရမျိုးလေးလဲစကြရသူကလည်းတော်တော်အေးသွားတယ်။9 နိုင်လောက်ကနေစပြီးရှိတာအခုတော့အချိန်က6 နိုင် 20လောက်တော့ရှိပြီ။တစ်နာရီကျော်လောက်တော့ရှိပြီးသွားတယ်။ပူတာအပြင်ပူတာလောက်ပဲထပ်ပြီးစီရသေးတယ်။ဒါနဲ့ရာသီဥတုချိန်တွေကတော်တော်လေးကိုပြောင်းသွားတာ။ဒီနေ့ကနေကမှအညာရာသီဥတုပူရဲရာသီဥတုကလည်းကိုကလုံးဝအေးရချမ်းရာသီဥတုပြောင်းသွားတာ။ဒါဒီတော့ဒီဘက်မှာတော်တော်အေးသွားတာသာစီနဲ့ဘူတာလောက်ပဲပွာသေးတယ်။ဒါကစောင်းရင်းလည်းဖြစ်တယ်
မနေ့ပိုင်းလည်းဖြစ်တယ်ဆိုတော့အင်ကြီးအောင်လဲလိုက်ရတယ်တော့ပြီးတာအဲ့ဒါတကယ်မိုက်တာအပြန်ကားဆိုပူတာပါငါတရားနေပြီးတော့တောင်ကြီးကိုသွားတဲ့လမ်းမှာဒုတိယမြောက်ပူတာပြန်ကားဆိုပူတာဒီဘူကမများတယ်နော်အဲ့ဆင်း ဒီလိုမှလူတက်စင်းနေများတယ်တက်လာကြတယ်တက်စင်းတော့လည်းများတယ် ဒီမှာရှိလားဒီမှာရှိလားဒီဒါရနော်အဲ့ရတန်ကြီးကိုကြီး ကျွန်တော်တို့ကိုကြီးတဲ့ကိုကြီးပါကျေးဇူးပါဗျာ ကြာပြီနှစ်30လောက်ရှိပြီကြည့်ထားလို့ တာဒီမှာလုံးဝဆရာကြီးပါကျေးဇူးများကြီးတင်ပါတယ်ချောင်းပေါ်ဒီလိုဘေးမှာကပ်ပေါက်နေတဲ့အပင်လေးတွေလည်းရှိတယ်အဲ့ပင်လေးတွေကတကယ်လို့တတိမထားမိရင်ပေါ့နော်အမှတ်တမဲ့ဆိုရင်မျက်နှာကိုလာပြီးတော့ရိုက်တာတို့မျက်လုံးကိုတွားရိုက်မိတာတို့ဖြစ်တတ်တယ်ပေါ့နော်ကျွန်တော်လည်းအခုအဲ့လိုပဲကိုကဟိုရက်ချင်စောနဲ့ဖက်ရင်းတယ်မှာလို့အဖေတပင်မျက်နှာကိုလာရိုက်တယ်ပေါ့နော်အဲ့ဒါတကယ်လို့မျက်နှာကိုလာရိုက်တာဆိုရင်ဘာပြဿနာမှမရှိဘူးမျက်လုံးကိုတကယ်ထူသွားမျက်လုံးကန်းတဲ့အထိကိုဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘာပြောရထားစင်းလက်ထုတ်တာတို့ခေါင်းထုတ်တာတို့ကအပင်တွေကတ်နေတဲ့နေရာတို့ဆိုရင်နည်းလေးတတိထားပြီးတော့စီးဖို့တော့လိုတယ်ပေါ့နော်ဒီလိုရထားစင်းနဲ့တောင်ကျောတွေကြီးอ่ะဒီလိုလမ်းမှာပဲတာစီနဲ့တောင်ကျသွားတဲ့လမ်းမှာပဲဒီလိုဒီမဲ့ဟိုညာဘက်သွားတဲ့ရထားကြီးကတော့လေကွင်းပြင်နေပဲတွေ့ရတယ်။ဒါတီလူကလည်းအတော်လေးကိုဒီဘက်ကမိုက်တယ်။ဒီစထွက်သွားပြီတောင်လေးပေါ်ကနေရဲတာကျွန်တော်တို့တနိုင်ငံလုံးချစ်ကြတဲ့ရှမ်းပြည်ရဲ့ရှမ်းတောင်နယ်မှာကိုစပြီးတော့တက်နေကြတာပါ
ရင်မပြေတရားငါးစီပါနဲ့ရင်မပြေတနာကြီးပြေတော့စီရတယ်အခုတာစီကထွက်လာရင်တော့ဒါပထမဆုံး3ခုမြောက်ပူတာပေါ့နော် ကိုလုံးတောင်းပေးပေးကောင်းလေး အားလိုက်ကတော့ကိုလာပါပဲ ရချင်းလိုလာရိုက်တာအနေရတော့နည်းနည်းများတယ်ဘောမှာတော့စွန့်စားလုပ်ရတဲ့ဟာတွေရဲတော့ကြပုံမှန်တမယိုးကြကြီးနဲ့ထိုင်ရတဲ့လိုက်ဆိုင်ကြီးငွေနဲ့တော့ကြအဲ့ဒါလည်းတော့ပိုင်းဒီမမိုင်းလုပ်တယ်လုပ်ဖြစ်လာတယ်ကိုပြစီကြဆုံးမှာတော့အကုန်လုံးကကြောက်ကြလာတယ်ဒါနဲ့အဲ့တော့မှဟိုအာဒီပီတဲ့တော့လည်းဒီနေ့ငွေလေးဆိုတော့မသိရင်တချို့ကိုမလုပ်လိုက်ရမယ်အားတွေတော့တော့မရကြတော့ဒီကနေ့မှာတော့လိုက်လာတော့ငယ်တော့ကျောင်းတော့ပဲလို့စိတ်ပါတော့တောင်းနေချောင်းနေဒီကြောက်ရတယ်အသေးသက်တောင်းနေတယ်ကျက်တယ်ကျွန်တော်ရောမမွေးတဲ့လူတွေကတော့ဒီလိုအားနေရတယ်ဘောကြီးကြာဟိုငယ်လေးတဲ့မြင်ပွားတဲ့ຢာတွေလည်းမဟုတ်တော့
他是不是也弄？不买。ငယ်တော့ဖေတောင်းရင်ကြတော့ဒီနေ့ညောင်ကြီးတို့ဘက်ကိုလာဦးတယ်။ဒါလည်းများသောအားဖြင့်ကားနဲ့လာတော့ကြာတယ်။ဒါလည်းတစ်ခါလေးတော့လာတယ်။ဒါလည်းရှာတယ်။နောက်သိမ့်မမှတ်ပြီးတော့လမ်းလေးရထားကြည့်ရတဲ့ရင်တော့ရှင်းနေဘယ်လိုရှိလဲ။အဲကိုကတော့ချင်းမပြန်ရောက်တယ်ဆိုတော့တော့အသက်တို့ဖြစ်တယ်။အားဒီမှပုံပြောင်းလဲဘယ်လိုမသိဘူး။အဲ့တော့ဘုံခံစားဖို့ရတဲ့ပဲဘလောက်ပဲဆက်တယ်နေထွက်တဲ့အချမ်းပို့ပြီးတော့တာတယ်ဟိုတောင်းနေလဲပုံနေတယ်ဒီဘက်ကျတော့ဟောတောက်တွေပုံများတယ်ဘာမှသိမလာဘူးပြပြချမ်းပေါ့အခု2ရက်ရှိပြီမနေ့ကညာဘက်ချမ်းပို့လာတယ်အဲ့ဒီကဟိုအရှိဘက်ပေါ့နော်နေထွက်တဲ့ဘက်ကယူရကိုသူလာဒီနေ့လည်းဒီလိုပဲအရှိဘက်ကပို့လာဒါလည်းတလဲရတယ်အောက်ဖို့မလွယ်ဘူးဒါလည်းတလဲတက်ဖို့ရတယ်မသိဘူးဟိုတင်မောပြီးရင်ကွန်ပျူတာတော်တော်များများကိုသင်နိုင်တဲ့အနေထားမျိုးဆိုအဲ့တော့ခြေရလူရန်စားအတွက်လည်းအဆင်ပြေတယ်အပင်တွေကိုကြောက်နေရတယ်အပါကြီးပင်နဲ့လာရိုက်တယ်နှလုံးထိမှာဆိုကင်မရာလေးလာပြီးရိုက်အခုရောက်နေတာရေဘူးပူတာပါအခုရက်တာအခုရက်တဲ့ပူတာလေပြင်းပူတာပါဒီပူတာမှာတော့နည်းနည်းလေးကြာလေးရက်ပါတယ်ဒီဘက်ကလေလွန်ထိုးမှာဆိုရထားလွန်ထိုးပြီးတော့တက်မှာပေါ့နော်ရထားလွန်ထိုးပြီးတက်တာကိုငယ်တုန်းကတော့စီးဘူးတယ်ဒါနဲ့မမှတ်မိတော့ပူရာဘေးကရွာလေးတွေကိုဖြတ်ပြီးတော့ဟိုအချိန်က9နာရီခွဲလောက်ရှိပြီလေညာသူကလေးတဲ့ချလို့မရသေးဘူး
နေပူပင်နဲ့ဟိုတိုက်တဲ့နေရာအေးနေတာသွားတဲ့လမ်းမှာဒီလမ်းကဆလစ်ဖြစ်နေတဲ့ခါကျတော့ပေဖြူပြီးတော့ကျန်းဝအောင်လမ်းကိုလုပ်ပြီးတော့တက်ရပါတော့သူလွန်ထိုးနေနေအောင်ပထမလွန်ထိုးရောက်ဖို့နေအောင်မရောက်သေးဘူးဒါလည်းအခုသူတဖြည်းဖြည်းနဲ့တော့တက်နေပြီတထားဒါနဲ့ခုနလိုပြောသူတန်လန်းကချော်နေတဲ့ခါကျတော့အဲ့နေအောင်တဲနဲ့ကျန်းအောင်လည်းလုပ်ပြီးတော့မှဆက်ပြီးတော့ဟိုအပေါ်ဆွဲတက်နေရပါတော့လည်းအဲ့ကျထားနဲ့ဒီအမြင့်ကိုတက်တဲ့အခါမှာဒီလိုပြဿနာတွေလည်းရှိနိုင်တယ်ပေါ့တော့တန်လန်းချော်လို့တန်လန်းကိုတဲဖြူပြီးတော့တက်တယ်ဆိုတာအခုမှကြားဘူးလားတခါမှမကြားဘူးကျွန်တော်လည်းတက်40ကျော်တယ်အဲ့တော့အခုကလမ်းချော်သွားရင်သွားလို့မရတော့ရင်ဆက်သွားဖြစ်ခါကျရင်အဲ့လမ်းကချောနေတဲ့လမ်းကိုကျန်းအောင်ဆိုပြီးတော့တန်လန်းကိုစကောင်းကိုတဲဖြူပြီးတော့ဆက်တက်တော့လမ်းကျန်းသွားတဲ့ခါကျဆက်သွားလို့ရအောင်အဲ့ရထားရဲ့သူတို့ရဲ့တက်ကနေလေးပေါ့ကျွန်တော်တို့လက်မှတ်အစီအစဉ်ပေးရဲ့ကိုရကျွန်တော်ရဲ့ဟိုဘက်မှာထိုင်ပြီးတော့ပြောပြနေရတော့ကျွန်တော်သိချင်တာလေးဆက်စုလို့ရအဲ့ကိုရလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုက3တွဲဒီဗီဒီယိုက3တွဲ3တွဲနောက်မှာပုံနေပါတယ်ရှေ့ကလူစီကျွန်တော်ကလူစီတွဲရဲ့ကျွန်တော်ကဟိုဟာနောက်ဆုံးဟိုပါပေါ့နောက်ကကုံတွဲကဝိတ်ရှိတော့ဟိုတန်လန်းနဲ့ပုတ်ပြီးတော့အကန်တွေထွက်တယ်ဘာလို့ဒီနေရာကတော့ပင်လေမြေပြင်အမြင့်ကိုတဖေးနဲ့ရောက်လာပြီသူကတဖေးနဲ့မတိမတာနဲ့သူကတက်နေတာပေါ့တက်နေတာဆိုတော့အပေါ်ကဆွဲတဲ့ဟာကိုနောက်ကဝိတ်ပါလာတဲ့ခါကျတော့ဒီကောင်အောက်ကိုလေးပြီးတော့ပုံမှန်သွားတဲ့ပုံစံမျိုးသွားတာမဟုတ်ဘဲနဲ့သွားလို့ဂျုံမိတက်နေရတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ဒီလမ်းကယထာနဲ့သွားတယ်ဆိုတာငယ်ငယ်တော့သွားဘူးလေဒါနဲ့သွားဘူးတဲ့အရွယ်တော့ကျွန်တော်တို့တိတ်ဒီဟာကိုတိတ်အရင်မသိသေးဘူးလိုပဲသွားဘူးလောက်တဲ့အနေအထားမျိုးအခုတက်ရွယ်မှာပြန်သွားဘူးတဲ့ခါကျတော့ဒီဟာငယ်ငယ်တော့ငွေတက်လေးတွေပြန်ပြီးတော့ခံစားမိတာပေါ့နော်ခံစားတဲ့ခါကျတော့အဲ့ feeling လေးပြန်ပြီးတော့ယထာစီးနဲ့ဖြစ်တယ်အဲ့လည်းမိုက်ပါတယ်လူတိုင်းရဲ့ငယ်ဘဝမှာယထာစီးရတဲ့ feeling တစ်ခုကတော့အများနဲ့ရှိနေကြပါပဲလေအဲ့ feeling ကိုပြန်ပြီးတော့မြင်ရတဲ့ခါကျတော့မိုက်ပါတယ်ဒီရှေ့ကကိုတွေကဒီယထာလန်းရောပြီးတစ်လျှောက်ကိုရှင်းဖို့ပေါ့နော်သူတို့ယထာနဲ့ခေါ်လာပြီးတော့ဒီမှာဆောက်လို့ရကူညီပြီးတော့လုပ်ပြီးရဲ့ဟိုကြီးတွေပါမင်္ဂလာပါယထာကတော့ဟိုအမြင့်ကိုတက်ရတဲ့ခါကျတော့တော်တော်လေးယုံသွားတယ်အဲ့တော့မိခွေးတော့ခက်ဖို့ဟုတ်တော့ပုံမှန်ဆိုရင်ယထာတွေသွားတဲ့သဘောကအမြင့်ပြတ်မှာပဲသွားကြတာလေဒီတောင်ပေါ်တွေကိုသွားဖို့ဆိုတာကြတော့သူတက်ကနေတွေသူရဲ့ skill အများကြီးလိုပါဘောနော်ကျွန်တော်လည်းပြန်ပြောရင်အခုမှတွေ့ဘူးကကျွန်တော်ကဒါမျိုးတိတ်မတွေ့ဘူးသိလည်းမသိဘူးရွှေတူးတဲ့နေရာပေါ့နော်အဲ့အဖြူတောင်ကလုံးတစ်ခုလုံးကသူကတူးကားလို့တောင်ကလုံးဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့မှာသူကသတ္ထုလည်းထွက်တယ်ခဲလည်းထွက်တယ်အဲ့အောက်မှာကျတော့သူကရွာရှိတယ်ရွာအဲ့ရနေတက်ပြီးတော့သူတို့ဒါရောက်တူးရဲ့နေရတော့နော်ဟိုကမစပါလာရှာနေကြတောင်ကျိုးကြီးဒီတောင်ကျိုးကြီးကရွှေလည်းထွက်တယ်သတ္ထုလည်းထွက်တယ်ခဲလည်းထွက်တယ်ပဲလွန်လို့ပူတာပေါ့နော်ပြီးသွားရင်ပြည့်လွန်လို့ဆက်သွားမယ်ဒီနေရာကလည်းတော်တော်မြင့်သွားပြီ
ကျွန်တော်စီးခဲ့တဲ့ယထာကျွဲပေါ့နော်ဒါနောက်ဆုံးလူကျွဲက3တွဲလောက်ရှိတယ်ခေါင်းကဆွဲရတဲ့ရှိတယ်နောက်ကပုံတယ်လာ3တွဲလောက်ရှိတယ်ဟိုဘက်ကနေပြီးတော့လာတဲ့လမ်းကိုပြန်ပြီးတော့ဖက်သွားလမ်းကြောင်းကွာဝါးကြီးမှာခုနကလာတဲ့လမ်းနားတဲ့လမ်းဟိုဘက်ကိုသွားဟိုကနေပြီးတော့မှတစ်ဆက်ပြန်ပြီးတော့ဒုတိယလမ်းကနေပြန်ပြီးတော့တက်ပြီးတော့ဒါအတက်ကိုပြန်တက်တာအဲ့လိုစစ်ဆက်သွားတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါကိုချက်ထားလွန်ထိုးတာလို့ခေါ်တာတခါတည်းတပိတ်တဲတက်လို့ဟိုမဖြစ်ပဲနဲ့ဟိုလမ်းဆောင်ကနေသွားပြီးတော့မှလမ်းဆောင်ကနေပြီးဒီဘက်ကိုပြန်ပြီးတော့ပြန်ခင်းကနေပြန်တွန်းတာပြန်တက်နေတာပြီးတယ်အခုဒီရောပြန်ပြီးတော့သွားတာမရှိဘူးဒါကျွန်တော်တို့ပထမဆုံးသွားတဲ့ position တိုင်းပဲဆက်ပြီးတော့သွားတာအဲ့ဒီထားမှာတော့ ရက်စကန်ပြီးပါလို့လည်းပြောတယ်ဒါဆိုင်ဖို့တော့မတွေ့ဘူးဒီနေ့လည်းတော့ဒီခေတ်မှာရွာလေးရှိတယ်နေမပြားလေးရှိတယ်ပြလေမနေ့ပြန်ထားတာတော့2500ကျပ်လောက်ရှိသွားတယ်ခွေးရုပ်ကစင်တောင်သွားမှာခွေးရုပ်ဘူတာ ကြောက်ဆုံးပါတော့ဟာ ဘူတာမှာလည်းဒီလိုပဲတက်ဆင်းနေရှိတယ် သူအဲ့ဒီစားတော့ဆိုင်ဟိုဘက်ကနေရွှေ့လာဒီဘက်ကထားနောက်လျှောက်လိုက်တယ်နော် ကျထားနောက်ကိုလိုက်ပြီးတော့ mobile restaurant ခောက်ဆဲတော့လား ခွေးရုပ်ဘူတာဘာလဲကျထားနည်းနည်းကြာမယ်လို့ပြောရရပြန်ထွက်ပြီလားအဲ့ဒါတို့ကြည့်ရတဲ့ထားရဲ့ဟိုကရထားလဲပြန်ဆုံးသွားတယ်ကျွန်တော်ပြန်တွန်းရုပ်ပြန်တယ်မိုက်တယ်အဲဆုံးသွားပြီ ပေးရုပ်ဘူးလား ဖေးဘူးတော့မလဲဆုံးသွားတယ်ကျွန်တော်တို့လဲချော်ပါဆိုလို့တဲခေါင်းလေးကိုသေးထည့်ပြီးသွားတယ်ကျွန်တော်ဒီကနေပြီးတော့လွန်ထိုးပြီးတော့တက်ပါဒိတ်တက်မယ်ဆိုတော့ဒီအပေါ်ထိကိုတက်တယ် ခုနပထမလို့ကိုကြီးကဒီကောင်ကကြတော့တဲထဲနေပြီးတော့ချားတဲ့အခါကျတော့အောက်ကလူပါသေးလားမလို့တော့ကျွန်တော်အပေါ်ခလုံးနှိပ်ထားတယ်ဩတော့ဒီ system မှာပါပြီးတော့ပါပြီးတာ ဒီလုံးပါတယ်သူကရှေ့တဲ့ပုံကြီးပဲပါတယ်ဘယ်သွားဘယ်ပုံကြီးဒီသွားဒီဘက်ပုံကြီးလည်းပုံကြီးကလုံးလုံးသွားတယ် ကျွန်တော်တို့ကခုနထင်တာတဲချရဆိုတဲချပြီးတော့အော်ပြည့်တယ်နော်သွားတယ်လို့ system နဲ့သွားတယ်ပုံနဲ့မိုက်တယ်ဒီဘောက်ကနေပြီးတဲထည့်ပြီးတော့တဲအိတ်တွေထည့်တယ်16ရက်လောက်ထည့်ရတယ်ပြောတယ်ထည့်လိုက် နေလိုက်ရည် နှိမ့်လိုက်ရဟိုကနေခလုတ်နှိမ့်လိုက် ဘာမှမတော့ရှိဘူး တဲတွေကြာလာပါတဲကြာ အဲ့ဒါလေး တဲဖြူတာ pressure နဲ့ အဲ့ဒါကြတော့ ဟောလို့ဒါကျွန်တော်တို့ရှင်းပြတဲ့ဒီရထားတောင်ကြီးရဲ့လားဆက်ရအောင် ကောင်းကြရပါတယ်ကောင်းကြဆက်ကောင်းပေါ့ကွာ တောင်ကြတဲ့ဆက်ကောင်းပေါင်းတယ်ဒီစုဒီမှာ ဒီတွေပါခုနနေရာရှိရတဲကြတဲ့နေရာပေါ့ဒါကြတော့နောက်ဖက်တဲကြတဲ့နေရာတဲကြတော့သူကဒါတွန်းတဲ့နေရာမှာသုံးတာပေါ့နော်ဟိုကအဆွဲနေမှာဒါတက်မဲ့ပဲကူကျထားကအသွားပြန်နှစ်ဖက်လုံးဆိုတော့နှစ်ဖက်လုံးကခေါင်းပဲပေါ့နော်ခေါင်းပုံတယ်ပြန်ပဲအဲ့လိုရှေ့တစ်ခုနောက်တစ်ခုတဲစစ်ချင်ဆိုတာဟုတ်တယ်နော်
ဒီကတွဲတွန်းမဲ့နေရပါတော့တွန်းလိုက်ဆွဲလိုက်ကိုပြရ တော့တော့ရရတယ်ဟုတ်လားဒီတော့ကျွန်တော်တို့ဘာကြီးစနိုင်ကြအောင် ပြီးတော့ training ပြန် အေးဒီကိုရဒီမှာကျွန်တော်ဒီတွဲတက်တဲ့ဟာမှာဒီလိုမျိုး experience ရှိမှတက်လို့ရရင်တခုပေါ့နော်မြန်မာပြည်မှာအခုဆွဲတွေအများကြီးရှိတယ်မောင်းပြီးတော့ဒါဒီလမ်းကိုချက်ချင်းတက်လို့မရအောင်ဒါလွန်ထိုးရတဲ့ဟာမလွယ်ဘူးပေါ့နော်အဲ့တော့ဒီဟာကိုတော့ဒီဘက်ဘက်တွေကိုပုံမောင်းပြီးရဲ့မောင်းပြီးမှဆံပွဲထက်ပြီးလက်မဲ့ရတော့မှ experience တစ်ခုရတော့မှဒီလမ်းကိုတက်လို့ရပါတော့ဒါကျွန်တော်လည်းတကယ်အဲ့လိုခံစားရတယ်ဘာဖြစ်လို့ဆိုတော့စတက်တဲ့ချိန်မှာဒီဟာကြီးကိုဒီလိုမျိုးရှေ့တိုးလိုက်တော့ရှေ့တိုးလိုက်ဒါစတေးကမလွယ်ဘူးပေါ့နော်လွယ်အထောက်သွားတဲ့ပုံစံမျိုးမဟုတ်ဘူးဗျာဒါလုံးဝဒီလိုမျိုးသွားရဆိုတော့အခုရက်တွေ့ရတယ် အရင် experience များပါတယ်ဒီရက်သားမှာနေလုံးသက်နှစ်30ကျော်ပါပြီနာမည်ကဥက္ကချင်လို့ခေါ်ပါတယ်ကျေးဇူးပါဘူးဟုတ်တော့ခွေးထုတ်တာပါထားပြီးတော့နားပြန်လုံးတက်မယ်ချိန်စောင်းပုံမှန်တော့လောက်ကြောက်တော့လက်တာပဲဆက်နေတော့ရှိဟုတ်ပါကျွန်တော်တို့ကိုကချင်ရဲ့ကျေးဇူးနဲ့စကောင်းကြည့်လို့ရတယ်စကောင်းထဲမှာ ကိုရုပ်တော့ကိုနှစ်နာရီ ဒီနောက်ကတီတီကိုကချင်ရဲ့ကျေးဇူးနဲ့ ကိုရုပ်မာတယ် ကျွန်တော်စကောင်းထဲမှာနည်းနည်းဆက်စုပ်ခွင့်ရတာပေါ့နော်ဆက်စုပ်ခွင့်ရတော့ယထာဒီလုံးလုံးတက်မဲ့ဟာလေးကိုကျွန်တော်ရိုက်ချင်တော့ကိုကြီးတောင်းလိုက်တော့ဒီကိုကြီးကခွင့်ပြုတော့ကျွန်တော်ရိုက်တာပါကျေးဇူးတင်ပါတယ်